အားလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ KBZ Pay အကောင့်ကို password change ချင်တယ်ဒါပေမဲ့ဘယ်လို change ရမလဲဆိုတော့မသိတဲ့သူတွေအတွက် KBZ Pay password change နည်းလေးကိုလှုပ်ဝက်နံပါတ် change နည်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်လှုပ်ဝက်နံပါတ် change မဲ့ဆိုလို့ရှိရင်ပထမဆုံးကျွန်တော်ဒီညာဘက်အောက်ထောက်နာကကျွန်တော် profile ဆိုတာလေးကိုနှိပ်ပြီးမယ်ပြီးပြီဆိုလို့ရှိရင်ဒီမှာလှုပ်ဝက်နံပါတ်စီမံမှုဆိုတာလေးကိုနှိပ်ပြီးမယ်လှုပ်ဝက်နံပါတ်စီမံမှုနှိပ်ပြီးပြီဆိုလို့ရှိရင်အပေါ်ကလှုပ်ဝက်နံပါတ်ပြောင်းပြီဆိုတာလေးကိုဆက်ပြီးတော့နှိပ်ပြီးမယ်အမှကျွန်တော်တို့အပေါ်မှာလှုပ်ဝက်နံပါတ်ကိုယ့်ရဲ့လက်ရှိသုံးနေတဲ့လှုပ်ဝက်နံပါတ် password အဟောင်းကိုထည့်ပေးရမှာဖြစ်ပါတယ်ဒုတိယဆင့်မှာဒုတိယကွက်မှာကျွန်တော်တို့ချိန်မဲ့လှုပ်ဝက်နံပါတ်အသစ်ပေါ့နော် password အသစ်ကိုထည့်ပေးရမှာဖြစ်ပါတယ်တတိယကွက်မှာလည်းအဲ့ဒီတိုင်းပါပဲကျွန်တော်ဒုတိယကွက်မှာထည့်ထားတဲ့အတိုင်းလှုပ်ဝက်နံပါတ်ကိုအသစ်ကိုနောက်တစ်ချိန်ထပ်မှန်ပြီးတော့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့လိုချိန်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာအတီးပြုမဲ့ဆိုတာလေးနှိပ်ပေးလိုက်တယ်ဆိုလို့ရှိရင်သူကအတီးပြုပြီးဆိုပြီးတော့ဘယ်နံပါတ်ချိန်တာအောင်မြင်သွားပြီဆိုပြီးဆိုအမှန်ချစ်လေးပြပါလိမ့်မယ်ကျွန်တော်တို့ဒီမှာမချိန်ပြတော့ပါဘူးကျွန်တော် password ကိုခဏချိန်နေတာဖြစ်တဲ့အတွက်မချိန်ပြတော့ပါဘူးအတီးပြုမိဆိုတာလေးနှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်နောက်တစ်ဆင့်မှာသူကအမှန်ချစ်လေးနဲ့လှုပ်ဝက်နံပါတ်ချိန်တာအောင်မြင်ပြီဆိုတဲ့ဟာလေးပြပြီဆိုလို့ရှိရင်ကိုလှုပ်ဝက်နံပါတ်ချိန်တာအောင်မြင်သွားပြီဖြစ်ပါတယ်အခုကျွန်တော်ရှင်းပြပေးသွားတဲ့အားလုံးလည်းနားလည်သဘောပေါက်လိမ့်မယ်လို့ယုံကြည်ပါတယ်လွယ်လွယ်လေးပါပဲခင်ဗျာနော်ဘာမှမခက်ခဲ့ပါဘူးအကယ်၍နားမလဲတာနဲ့နောက်ထပ်သိချင်တာရှိရင်လည်းဒီဗီဒီယိုအောက်က comment မှာလာရောက်ပြီးမေးမြန်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ